အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကတော့ကျွန်တော်ချင်းမိုင်မြို့တနေရာရောက်နေတာပေါ့ဒါချင်းမိုင်မြို့လည်းတော့မဟုတ်ပါဘူးချင်းမိုင်မြို့ရဲ့မြို့ရင်းတော်ရနေရာလေးပေါ့ချင်းမိုင်မြို့ဆိုတာကတော့ဟိုးအဝေးမှာနေရတာတွေ့တာတောင်းပတ်လဲဝိုင်းရနေတဲ့မြို့လေးပါဒါတော့ဟိုမှာဗီဒီယိုထဲမှာတွေ့တဲ့မှာပေါ့ချင်းမိုင်မြို့တောင်းပတ်လဲဝိုင်းရနေတဲ့မြို့လေးပါဒါနဲ့ပတ်ပတ်လဲမှာဝိုင်းရနေတဲ့မြို့ကလေးအဲ့တော့ဘာလို့အိမ်လေးတွေပါတယ်အဲ့ချင်းမိုင်မြို့တော်တဲ့နေရာလေးပေါ့တောရွာလေးပေါ့ဟုတ်ကဲ့ချင်းမိုင်တောရွာလေးပါအဲ့တော့တဘာဝရှုခင်မနခင်ရဲ့နေအောင်ကြီးအလှအပတဘာဝရှုခင်ကြီးငှက်တန်တွေကိုကြားနေတော့မယ်မနခင်ရှုခင်တန်ဟုတ်ဟုတ်ကမှလည်းပတ်လည်းမှလည်းတောင်းနေညမှာဟုတ်မှလားတောင်းနေဟုတ်တောင်းနေအားတော့တောင်းပတ်လည်းဝိုင်းနေတယ်ရှုခင်းနေပေါ့တောင်းပတ်လည်းဝိုင်းနေတယ်မျိုးလေးပေါ့ချင်းမမျိုးလေးဘိုးစောင်းအောင်မှာမှန်နေရတယ်အားတော့ဒီချင်းမမျိုးဆိုတာတော့ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံနဲ့လိစက်တဲ့နေရာလေးပါအဲ့တော့မြန်မာတို့ရဲ့ဒီမှာတူပေါ့ဗျာဒီလိုလေဘားလေးစိုက်မယ်ဟုတ်ကဲ့ပေါ့တကယ်တော့ကိုမြန်မာပြည်လိုပါပဲချင်းမမျိုးဆိုတာတော့ကိုမြန်မာပြည်လိုပဲချင်းမမျိုးရဲ့ရွာလေးတွေပေါ့ဒါမျိုးလေးတော့မဟုတ်ရွာလေးတွေတောင်းပတ်လဲဝိုင်းနေတဲ့မျိုးလေးပေါ့ဗျာသူတို့စဘာခင်းတွေစဘာတွေစိုက်ကြတယ်ဒါဒီဘက်တော်ဘက်မှာတော့စာရာဖင်းလို့ခေါ်တဲ့ရွာလေးပေါ့ချင်းမိုင်မျိုးစာရာဖင်းဆိုတဲ့ရွာလေးအဲရွာမှာကျွန်တော်ရောက်နေရတာပါပတ်လက်ကြည့်လိုက်ပါဒီမှာဟိုမှာတောင်းနေဝင်ရထားတဲ့မျိုးလေးပေါ့ချင်းမိုင်မျိုးလေးနောက်ထပ်တာယာတဲ့နေရာလေးထပ်ပြပါမယ်လောလောဆယ်တော့ဒါချင်းမိုင်စာရာဖင်းရက်ကွက်လို့ပေါ့ခေါ်မလားရွာလို့ပဲခေါ်မလားစာရာဖင်းရွာချင်းမမျိုးစာရာဖင်းရွာလေးဆိုတော့ရွာရဲ့စိုက်ခင်းလေးတွေပေါ့ငပြောခင်းလေးတွေငါးမွေးထားငါးကန်လေးနဲ့ဟိုးဘက်ကလင်းနေရလေကွင်းလေးတွေဟုတ်ကဲ့နောက်ထပ်ချင်းမမျိုးရဲ့